ဒီနေ့ပြောပြမယ့်ဇာတ်လမ်းလေးကတော့ဆိုဖီဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ဘဝအလှည့်အပြောင်းအကြောင်းလေးပဲဖြစ်ပါတယ်။ကျမကတော့ဆိုဖီပဲဖြစ်ပါတယ်။ကျမကပြင်သစ်နိုင်ငံကအင်မတန်ချမ်းသာတဲ့မိသားစုကနေမွေးဖွားလာခဲ့ပါတယ်။ကျမကနတ်သမီးပုံမြင်နေတဲ့ကရဲတိုက်ကြီးလိုလှပတဲ့ပင်လယ်ကမ်းစပ်နားကအင်ကြီးမှာစိန်ကြကြနဲ့နေထိုင်ခဲ့ပါတယ်။ဝင်းကပါဥယျာဉ်ကြီးထဲမှာတူတူပုံနှံကစားရင်းနဲ့ကျမရဲ့အချစ်ဆုံးမြင်းဖြူကလေးကိုစီးနေရင်းနဲ့ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအေးချမ်းသာရတဲ့ဘဝကနေပြီးတော့ကျမ9နှစ်ရောက်တဲ့အခါရုတ်တရက်အဆုံးသတ်သွားခဲ့တယ်။ကျမရဲ့ဖခင်ကကုမ္ပဏီကိုငွေကြေးလိမ်လည်မှုနဲ့ဆွဆွဲခံရပြီးတော့မိသားစုကရုတ်တရက်အရာအလုံးဆုံးရှုံးခဲ့ရပါတော့တယ်။ကျမအရန်ချစ်တဲ့မြင်းလေးနဲ့ကျမတို့ရဲ့အိမ်ကြီးပြီးတဲ့အခါကျရင်ကျမအဖေရဲ့ဂုဏ်သိက္ခာတွေအားလုံးဆုံးရှုံးခဲ့ပြီးတော့တာမန်ရက်ကွက်တစ်ခုကတာမန်အိမ်လေးတစ်ခုကိုပြောင်းရွှေ့ခဲ့ရပါတော့တယ်ဒီလိုဖိအားတွေကြောင့်ကျမရဲ့မိဘတွေလည်းနေတိုင်းစကားများပြီးတော့နောက်ဆုံးကွာရှင်းခဲ့ကြပါတယ်ကျမအဖေကတော့အိမ်ကနေထွက်သွားပြီးနောက်ဘယ်တော့မှပြန်မလာတော့ပါဘူးအချိန်ကြီးကြာလာပြီးတဲ့နောက်ကျမရဲ့အမေကလည်းသူ့ရဲ့ဘဝအသစ်မှာချစ်သူအသစ်နဲ့ပျော်ရွှင်နေခဲ့ပါတယ်ကျမကလည်းကျမရဲ့ဘဝအသစ်နဲ့လိုက်ရောညီတွေဖြစ်အောင်နေထိုင်ရင်းနဲ့တွမ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့တငယ်ချင်းဖြစ်ခဲ့ပါတယ်အစပိုင်းမှာတော့တွမ်ကကျမကိုအိမ်ပြန်လိုက်ပို့ပေးတယ်ရိုးရိုးတန်းတန်းတငယ်ချင်းတစ်ယောက်ပါပဲတရက်ကျတော့တွမ်ကတနေ့ကျရင်ကျမသူ့ကိုလက်ထပ်ရမယ်လို့ပြောတယ်ကျမကလည်းကလေးဆိုတော့အသားတကြီးပဲလက်ခံနေတယ်ဒါပေမဲ့မကြခင်မှာပဲတွမ်ရဲ့အပြုတ်မှုတွေကတဖြည်းဖြည်းနဲ့ဆွဲလန်းမှုအဖြစ်ပြောင်းလဲလာခဲ့တယ်ကျမကိုလည်းအရန်ထိန်ချုပ်ဖို့စူးစမ်းခဲ့တယ်အလဲတန်းကျောင်းမှာကျမကိုစိတ်ဝင်စားနေတဲ့ကောင်လေးတွေကိုခြောက်လန့်ပြီးတော့အထက်တန်းရောက်တဲ့အခါမှာလေကျမကိုတလျှောက်လုံးလိုက်လံနှောက်ယှက်နေခဲ့တယ်ကျမကတွမ်နဲ့ဝေးကွာအောင်စူးစမ်းပေမဲ့သူကတော့ကျမရဲ့ဘဝကိုလွှမ်းမိုးနေတဲ့အရေးတစ်ခုလိုပါပဲကျမကတွမ်ရဲ့ရန်ကနေပြီးတော့ကင်းဝေးဖို့အတွက်ကျောင်းကအတန်မာဆုံးကောင်လေးတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့ပေမဲ့3ရက်အကြာမှာပဲထူးဆန်းစွာထိုကောင်လေးကပြက်ကွယ်သွားခဲ့တယ်ဒါကလည်းတွမ်ရဲ့လက်ချက်ပဲဆိုတာသိကြတယ်တွမ်ကကျမရဲ့စာသင်ခန်းထဲမှာလဲနိုင်ပေါင်းများစွာထိုင်ပြီးတော့ကျမကိုကြည့်နေတတ်ပါတယ်ကျမရဲ့မိခင်ကတော့တွမ်ကိုချစ်စရာကောင်းတဲ့တငယ်ချင်းကောင်းလို့ပဲထင်နေပဲပြီးတော့ဘာတစ်ခုမှသတိမထားမိခဲ့ဘူးတရက်ကြတော့ကျမနဲ့ကျမရဲ့အမေကဆွေမျိုးအဟောင်းတူရဲ့သားဖြစ်သူပရီယာဆိုတဲ့ချမ်းသာတဲ့လူငယ်လေးတူပိုင်ဆိုင်တဲ့ဇင်ကန်အင်ကြီးကိုအားလျက်အဖြစ်ဖိတ်ကြားခံခဲ့ရတယ်အဲ့ဒီမှာကျမကလည်းတွမ်ရဲ့လက်ကနေလွတ်မြောက်ဖို့အတွက်အကြံတစ်ခုကိုမမျော်လင့်မဲရခဲ့တယ်ဒါကတော့ကျမကမြင်းရိုင်းတစ်ကောင်ပေါ်ကနေပြုတ်ကျပြီးတော့သတိမေ့သွားဟန်ဆောင်မှုပဲဖြစ်တယ်ဒီလိုနဲ့ကျမသတိပြန်ရတဲ့အခါမှာတော့ကျမကကု6နှစ်အရွယ်ဘဝကိုပဲမှတ်မိတော့တယ်လို့ဟန်ဆောင်ခဲ့ပါတယ်ဒီလိုပုံစံနဲ့တွမ်ကိုလည်းကျမဘဝကနေဖယ်ရှားခဲ့တယ်ပရီယာရဲ့ဇင်ကန်အိတ်ကြီးမှာကုသမှုခံယူနေစဉ်မှာပဲကျမနဲ့ပရီယာတို့ကပို့ပြီးတော့ရင်းနှီးလာခဲ့တယ်ဒါပေမဲ့ကျမရဲ့လိန်ညာမှုတွေအပေါ်မှာတော့အပြစ်ရှိတယ်လို့ခံစားနေရတာပေါ့ပရီယာကလည်းသူ့ဘဝကကြောက်စရာမတော်တဆတစ်ခုကြောင့်မှတ်ဉာဏ်နေဆုံးရှုံးမှုတွေဆိုတာကိုရင်ဖွင့်ခဲ့တယ်သူကကျမနဲ့ဘဝတူတွေလို့မှတ်ယူနေခဲ့တယ်ဒီလိုနဲ့ကျမတို့ကလည်းအင်ပြန်ရောက်တဲ့အခါမှာတွမ်ကိုမမမိဟန်ဆောင်ပြီးတော့ဆက်လက်ပြီးတော့ကျမတရုပ်ဆောင်ခဲ့တယ်တွမ်ကအစပိုင်းမှာတော့ထိတ်လန့်နေပေမဲ့နောက်ပိုင်းမှာတော့အရန်ဒေါသထွက်လာခဲ့တယ်ကျမသူ့ကိုမှတ်မိအောင်ဆိုပြီးတော့အတင်းအကျပ်စူးစမ်းခဲ့တယ်အဲ့ဒီနောက်အရန်အနှောက်ယှက်ပေးလို့နာကြောင့်ရဲတွေကိုပါခေါ်ပြီးတော့တားမြစ်ရတဲ့အထီကိုဖြစ်ခဲ့တယ်ကျမရဲ့ပျော်ရွှင်မှုကခဏတာပဲဆိုတာကိုကျမမသိခဲ့ဘူးဘာလို့လဲဆိုတော့ပွဲစည်းတစ်ခုမှာပရီယာကသူ့ရဲ့စေးဆက်ထားသူလို့မိတ်ဆက်ပေးတဲ့အမျိုးသမီးတဦးကိုပွဲထုတ်လာတာကိုတွေးလိုက်ရတဲ့အခါမှာတော့ကျမရဲ့နှလုံးသားတွေကွဲအပ်ခဲ့ရပါတယ်။ဝမ်းနဲ့ကြေကွဲစွာနဲ့ကျမထိုးပွဲရနေထွက်ပြေးခဲ့ရတယ်။အဲ့ဒီချိန်မှာပဲတွမ်ကကျမနောက်ကလိုက်လာပြီးတော့ကျမကိုနှစ်သိမ့်ပေးခဲ့တယ်။တလက်စထဲမှာပဲသူကကျမကို9နှစ်အရွယ်မြင်မြင်ချင်းကလေးကချစ်နေကြောင်းကိုလည်းဖွင့်ပြောတယ်။ဒါပေမဲ့ကျမကတော့သူ့ကိုလက်မခံကြောင်းကိုအေးအေးဆေးဆေးနဲ့ရှင်းပြခဲ့တယ်။အခုလိုမျိုးအတင်းအကျပ်လိုက်တွေ့ကပ်နေတာကလည်းအချစ်စစ်မဟုတ်ကြောင်းကိုကျမသူပြောပြခဲ့တယ်ဒီလိုဆွဲလန်းမှုတွေကနေပြီးလွတ်မြောက်အောင်လို့တွမ်ကိုလည်းစိတ်ကျန်းမာရေး therapy တစ်ခုကိုယူဖို့အတွက်ကျမကတိုက်တွန်းခဲ့တယ်တွမ်ကလည်းကျမပြောတာကိုလက်ခံပြီးတော့ကျမတို့နှစ်ယောက်အရင်တုန်းကလိုတငယ်ချင်းတွေပြန်ဖြစ်သွားခဲ့တယ်တရက်မှာတော့မမျှော်လင့်မဲ့ပရီယာကရဟတ်ရင်နဲ့ကျမရဲ့အိမ်ကိုရောက်လာပြီးတော့ရှင်းပြခဲ့ပါတယ်သူ့ရဲ့စေးဆက်ထားသူဆိုတာသူ့အဖေကိုစိတ်ကျေနပ်အောင်လုပ်ဖို့အတွက်စီးပွားရေးသဘောတူညီချက်တစ်ခုသာဖြစ်ပြီးတော့သူကကျမကိုသာတကယ်ချစ်နေတာကြောင့်ဒီသဘောတူညီချက်ကိုလည်းဖျက်သိမ်းလိုက်ပြီလို့ပြောပါတယ်ကျမကိုလည်းမခွဲနိုင်လို့သူ့ဖခင်ကိုစန့်ကျင်ပြီးတော့ထွက်လာခဲ့တာလို့လည်းပြောခဲ့တယ်
ကျမကလည်းကျမရဲ့လိမ်ညာမှုအကြောင်းကိုဖွင့်ဟပြောခဲ့တာကိုပရိယာကလည်းလက်ခံပေးခဲ့တယ်ဒီလိုနဲ့ကျမတို့နှစ်ယောက်လည်းပျော်ရွှင်စွာရီမောပြီးတော့ဘဝသစ်လေးတစ်ခုကိုစတင်ခဲ့ကြတယ်